ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ellorio Book Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇာတ်လမ်းကောင်းလေးတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့စာရေးသူမင်းရေးချေရဲ့လောကအလွန်ဇာတ်လမ်းတွဲရမှာကန်ဆိုးမိုးမောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို Like and Subscribe လေးလုပ်ပြီးအားပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ညနေတကောင်ချိန်မိုးဖိုးပွဲကျနေတာကြောင့်ပဝင်းကျင်ဟာတိတ်ဆိတ်အေးဆက်နေတယ်။ကိုရာဟောင်းကြီးတစ်ခုရဲ့အနောက်ဘက်မှာလူနှစ်ယောက်တူးတူးတိတ်တိတ်လှုပ်ရှားနေကြတယ်။သူတို့က professional တကိုးတွေဖြစ်တဲ့ဖိုးလုံးနဲ့ကျပုဟဲ့ကောင်ကျပုမြင်လို့ကွာကင်းလဲတဲ့သူတွေလာတော့မယ်။ဖိုးလုံးကတမီးကိုကန်ရင်ကင်းကြည့်နေတယ်။ကျပုကတော့ကိုရောင်တကားရဲ့တော့ခလောက်ကိုတန်ချောင်းလေးနဲ့ကလိနေတယ်။ခဏလေးပါကွာဒီတော့ရှေးဟောင်းတော့မျိုးဖွင့်ရခတ်တယ်။တော့ပွင့်သွားတဲ့အတန်ကြားလိုက်ရတယ်။ဖွင့်ပြီးဝင်ကြစို့။နှစ်ယောက်သာကိုရောင်ထဲဝင်သွားကြတယ်။အထဲမှာဖုံထူနေတဲ့တက်တာအဟောင်းတွေရှေးဟောင်းပစ္စည်းတွေအပြည့်ပဲ။ဒါဟာကွယ်လွန်သူမုတ်ဆိုးကြီးဦးမင်းထင်ရဲ့လှုပ်ဝက်ပစ္စည်းတူလောင်ရုံပဲဖြစ်ပါတယ်။ငါတို့ရှာရမှာဘားတယ်လေ။ကျပုကမေးတယ်။တထင်းမလေးမှားလိုက်တာတော့တက်တာအနီလေးတစ်လုံးနဲ့အဲ့ဒီထဲမှာအဖိုးရံပစ္စည်းရှိတယ်တဲ့သူတို့နှစ်ယောက်တမီးရောင်နဲ့လိုက်ရှာကြတယ်ခဏကြာတော့စင်တစ်ခုပေါ်မှာတစ်တာအနီလေးတစ်လုံးတွေ့လိုက်ရှာတယ်တွေ့ပြီဒီမှာကျပုကတစ်တာကိုယူပြီးဖွင့်ကြည့်လိုက်တယ်အထဲမှာအဝိစားနဲ့ပတ်ထားတဲ့ပစ္စည်းတစ်ခုဖြည့်ကြည့်လိုက်တော့ဟာဘာကြီးလဲကွာကျပုမျက်နှာပြက်သွားတယ်အဲ့ဒါက၆တွေ့နေတဲ့တရိတ်ဆန်ခြေထောက်တစ်ခုကြည့်ရတာယုံချီတော့နေတူတယ်ဒီလိုအစောပလုတ်ကိုများတထင်းမလေးကသိမ့်ချီပေးပြီးဝဲကျင်တာလားဖိုးလုံးကမယုံနိုင်တယ်လို့မေးတယ်ငါပဲသိမလဲကွာသူ့လိုချင်တာဒါပဲဆိုတော့ယူသွားရုံပေါ့ကျပုကယုံချီတော့ကိုကန်လိုက်တယ်အဲ့ဒီချိန်မှာပဲကိုရောင်အပြင်ဘက်ကနေကင်းဆောက်တွေရဲ့ခြေတံကြားလိုက်ရတယ်ဟဲ့ကောင်တွေပြေးကြဖိုးလုံးကအရင်ပြေးတယ်ကျပုကနောက်ကလိုက်တယ်ကျပုထွက်ပြေးဖို့ပြင်လိုက်တဲ့အချိန်မှာကျမ်းပြင်ပေါ်ကတန်ချောင်းတစ်ချောင်းမတော်တဆတက်နေမိလိုက်တယ်။ဒါပေမဲ့အန်အောစရာကောင်းတာကတန်ချောင်းကသူ့ခြေထောက်ကိုမစူးပဲဘေးကိုလဲသွားတယ်။အဲ့ဒီတန်ချောင်းကတခြားတန်ပုံးတစ်ခုကိုသွားရိုက်မိပြီးအတန်ချိန်ထွက်ပေါ်လာတယ်။အဲ့ဒီအတန်ကြောင့်ကင်းဆောင်နှစ်ယောက်လမ်းပြန့်သွားပြီးတယောက်နဲ့တယောက်ဝင်တိုင်းမိကလဲသွားကြတယ်။ကျပုမျက်လုံးပြူးသွားတယ်။ကံကောင်းလိုက်တာကွာ။သူတို့နှစ်ယောက်အလွယ်တကူပဲထွက်ပြေးလွတ်မြောက်သွားကြတယ်။ရဲနဲ့ချက်မြတ်တို့ညီအကိုနှစ်ယောက်ဦးမင်းထင်ရဲ့ကိုရောင်ရှိကိုရှောက်နေကြပြီ။ဦးပေါညံစီကဖုန်းဆက်ပြီးတကုတ်ဝင်တဲ့အကြောင်းပြောလို့ရောက်လာကြတာ။အဖေရလေကွာဒီလိုနေရာမျိုးမှာပစ္စည်းတွေလာသိမ်းထားရတယ်လို့ရဲရကိုရောင်တကားကိုတုံးဖွင့်ရင်ညှင်းညူလိုက်တယ်။အဖေကလုံးကြုံမဲ့ထင်လို့ထားခဲ့တာဖြစ်မှာပါ။ထက်မြက်ကဝင်ပြောတယ်ပျောက်သွားတာဘာပစ္စည်းလဲဆိုတာသိရပြီလားဥပညံပြောတာတော့ကျင်းစာတင်ပစ္စည်းတခုတဲ့ရှေးဟောင်းမော်ပညာနဲ့စီရင်ထားတဲ့ရှုံချီတော့တဲ့ရှုံချီတော့ဟုတ်လားထက်မြက်ကရှိကျင်သွားတယ်အဲ့ဒါကံကောင်းစီရဲ့အဆောင်မဟုတ်ဘူးလားတာမန်ရှုံချီတော့ဆိုရင်တော့ဟုတ်တာပေါ့ရဲရလေးလေးနက်နက်ပြောတယ်ဒါမဲ့ဒီတခုကမတူဘူးဒါကို19ရာစုတုန်းကမော်ဆီယာမတယောက်ကဖန်တီးခဲ့တာဒီခြေထောက်ကိုကန်မိတဲ့သူကထီပေါက်တယ်လို့ကန်ကောင်းတက်တယ်။ဒါပေမဲ့ဘာဖြစ်လဲ။အဲ့ဒီခြေထောက်လက်ထဲကလွတ်သွားတာနဲ့တပတ်အတွင်းသေကံမရောက်တက်မပြောက်ဆိုသလိုကန်ဆိုးမိုးမောင်ကြပြီးသေတတ်တယ်။ထမ်းမြင်မျက်နှာဖြူသွားတယ်။ဒါဆိုအခုခိုးသွားတဲ့သခိုးတွေအေးသူတို့မကြခင်သေတော့မယ်။ပြီးတော့အဲ့ဒီပစ္စည်းကလူအများကြီးကိုဒုက္ခပေးနိုင်တယ်။ငါတို့ပြင်ရှားရမယ်။ရဲရကိုရောင်ထဲမှာကြံခဲ့တဲ့ခြေရာတွေကိုစစ်စေတယ်။ဒီမှာကြည့်စမ်းဖက်နဲ့ရာတွေပြီးတော့စီဆက်ရုံဘက်ကလာတဲ့စီတွေပိတ်နေတယ်။တခိုးတွေကဒီနောက်တစ်ဝိုက်ကပဲနေမှာ။ဖိုးလုံးနဲ့ကျပုတို့သူတို့အခန်းထဲမှာထိုင်ပြီးပျော်မြူးနေကြတယ်။ကျပုကရှုံချေတော့ကိုလက်ကမချဘူး။ဒီခြေတော့ကတကယ်စွမ်းနေကွာဖိုးလုံးခုနကလမ်းမှာပတ်စံရင်ကောက်ရတယ်။ပြီးတော့ချဲထိုးတာလည်းပေါက်တယ်။အေးပါကွာဒါပေမဲ့တထင်းမလေးပေးလာအခုလာရတော့မှာသူ့ကိုပေးလိုက်
ငါတို့ပတ်စံပိုးရမှာအဲ့ဒီချိန်မှာပဲတကားဝုန်းကနေပွင့်သွားပြီးရဲနဲ့ထက်မြက်ဝင်လာတယ်ဟဲ့လူတွေအဲ့ဒီယုံချတော့ကိုအသားတကြီးပေးစမ်းရဲရတနက်ကိုထုတ်ပြီးချိန်လိုက်တယ်တပူကယုံချတော့ကိုတင်းတင်းစုပ်ကင်ထားတယ်မပေးနိုင်ဘူးကွာဒါငါဟာတပူကဘေးနာပလင်းနဲ့ရဲကိုပြစ်ပေါက်လိုက်တယ်ရဲရရှောင်လိုက်ပေမဲ့ခြေချော်ပြီးလဲကျသွားတယ်ဟာတော့ကျိုးနေကျပူကထက်မြက်စီပြေးဝင်လာပြီးလက်သီးနဲ့ထိုးတယ်ထက်မြက်ကရှောင်လိုက်တယ်ကျပူကအရှိန်လွန်ပြီးနေရန်ကိုဝင်တိုက်မိတယ်ယုံချတော့ကသူ့လက်ထဲကနေလွတ်ထွက်ပြီးလေထဲဝဲသွားတယ်မဖြစ်ဘူးကျပူအော်လိုက်တယ်လေထဲဝဲနေတဲ့ယုံချတော့ကိုထက်မြက်ကလှမ်းဖမ်းလိုက်တယ်ဖမ်းမိပြီထက်မြက်လက်ထဲရောက်သွားတာနဲ့တပြိုင်နက်အခန်းထဲကပန်ကာဟောင်းကြီးပြုတ်ကျလာတယ်ပန်ကာကဖိုးလုံးနဲ့ကျပူနှစ်ယောက်လုံးရဲ့ခေါင်းပေါ်တက်တက်ကျပြီးနှစ်ယောက်စလုံးသတိမေ့သွားတယ်ထက်မြက်ကတော့ပန်ကာရွက်ကြားကနေကွက်တီလွတ်သွားတယ်ရဲရင်ကကျမ်းပြင်ပေါ်ကနေထလာပြီးမျက်လုံးပြူးကြည့်တယ်မင်းဘာမှမဖြစ်ဘူးလားထက်မြက်မဖြစ်ဘူးကိုရဲ့ထက်မြက်ကပြုံးလိုက်တယ်ကျွန်တော်တော်တော်ကန်ကောင်းသွားတယ်မင်းကန်ကောင်းတာမဟုတ်ဘူးရဲရင်ကယုံချတော့ကိုညွန်ပြတယ်အဲ့ဒီကောင်ကြောင့်အခုမင်းအဲ့ဒါကိုကင်ထားပြီဆိုတော့မင်းလက်ထဲကလွတ်တာနဲ့မင်းသေးလိမ့်မယ်ဒါဆိုကျွန်တော်ဘာလုပ်အောင်မလဲလောလောဆယ်လုံးဝလက်ကမချနဲ့ငါတို့တောင်ဖျက်ဆီးပြရမယ်အဲ့ဒီချိန်မှာတိုက်ခန်းတကားဝမှာလူတယောက်ရောက်လာတယ်အမျိုးသမီးတယောက်စမတ်ကြကြဝစ်စားထားပြီးညနေထားတည်ငြိမ်နေသူမကဒူးထောက်နေတဲ့ညီအကိုနှစ်ယောက်ကိုကြည့်ပြီးပြုံးလိုက်တယ်အိုးကျမနောက်ကျသွားရတဲ့နဲ့မင်းဘာတူလဲကျမနာမည်ပေးလာပါအမျိုးသမီးကအခန်းထဲဝင်လာတယ်ရှင်တို့ကင်ထားတဲ့ပစ္စည်းကကျမဝေထားတာပါပြန်ပြီးရင်ကောင်းမယ်ဒါကျိန်စာသင့်ပစ္စည်းပြထက်မြက်ကပြောတယ်ဘသူ့မှပေးလို့မရဘူးရှင်တို့ကမဟုတ်ဆိုးတယ်မလားဦးမင်းထင်ရဲ့သားတွေဘေလာရင်းကိုကြည့်ပြီးမျက်ခုံးပင့်ပြတယ်ရှင်တို့အဖေကကျမကိုပတ်စံအများကြီးပေးရဖို့ရှိသေးတယ်ဒါကိုအကျွေးဆက်တဲ့သဘောထားလိုက်ပါငါတို့အဖေကသခိုးမတွေနဲ့အပေးယူမလုပ်ဘူးရင်းရပြန်ပြောတယ်ဘေလာသပြင်းချလိုက်တယ်စကားကောင်းကောင်းပြောမရရင်တော့နည်းနည်းကြားရတော့မှာပေါ့သူမကလက်ကိုဝေရမ်းလိုက်တာနဲ့အခန်းပြင်ကနေလူမိုင်းနှစ်ယောက်ဝင်လာပြီးတနက်နဲ့ချိန်လိုက်ကြတယ်ဘေလာရဲ့လူမိုင်းနှစ်ယောက်ကတနက်နဲ့ပြစ်လိုက်ကြတယ်အခန်းချင်းလေးထဲမှာရမ်းငွေတွေဝေသွားတယ်ထက်မြက်ရှောင်းရမ်းရအော်ဟစ်ပြီးကျမ်းပြင်ပေါ်ဝှစ်ချလိုက်တယ်ဒါပေမဲ့ထက်မြက်ကတော့ယုံချတော့ကိုကင်ထားရတာမတ်တက်ရက်နေတော့မယ်သူရှောင်ဖို့တော့မကြိုးစားဘူးကြည်စံတွေကထက်မြက်ကိုမထိဘူးထက်မြက်ရဲ့ဘေးနာနေရန်ကမှန်ချက်ကိုသွားမှန်တယ်မှန်ခွဲစားတွေလွင့်စင်ပြီးလူမကျရဲ့မျက်နှာပြန်ဆင်သွားတယ်အာမျက်လုံးငါမျက်လုံးအဲ့ဒီလူမိုက်ကမျက်နှာအုပ်ပြီးအော်ဟစ်ရင်ဘေးနာသူ့တငယ်ချင်းဝင်တိုင်းမိတယ်သူ့တငယ်ချင်းကဟန်ချက်ပြက်ပြီးလက်ထက်ရတဲ့နဲ့လွတ်ကျသွားတယ်တနက်ကကျမ်းပြင်နဲ့ရိုက်မိပြီးကြီးထွက်သွားကမျက်နှာချက်ကပန်ကာမီးလုံးကြီးကိုသွားထိတယ်မီးလုံးကြီးပြုတ်ကျလာပြီးလူမိုက်နှစ်ယောက်စလုံးရဲ့ခေါင်းပေါ်တတဲကျကနှစ်ယောက်လုံးမူးလဲသွားကြတယ်စက္ကန့်ပိုင်းတွင်းမှာပဲရန်သူနှစ်ယောက်အလိုလိုရှင်းသွားတယ်ထက်မြက်ကရုံချတော့ကိုမြောက်ပြပြီးပြုံးလိုက်တယ်မြင်လောက်ကိုရဲ့ကျွန်တော်ကြီးကအင်ကြီးတော့မလို့ရင်းရကျမ်းပြင်ပေါ်ကနေပြန်ထလာပြီးခေါင်းခါလိုက်တယ်မင်းတိတ်ကန်ကောင်းလို့နေတာမဟုတ်ဘူးထက်မြက်အဲ့ဒါကျိန်စာတဲ့နေတာဘေလာကတော့ဒီမြင်ကွင်းကိုကြည့်ပြီးမျက်ခုံးပင့်လိုက်တယ်သူမကတနက်ကိုအိတ်ထဲပြန်ထည့်လိုက်တယ်သူမပါနေတယ်ကန်တီယာကိုအနိုင်တိုက်လို့မရဘူးဆိုတာသူမသိတယ်ကောင်းပြီလေရှင်းနိုင်ပါတယ်ထက်မြက်ဘေလာလက်မြောက်ပြီးရှေ့တိုးလာတယ်ကျမလက်လျှော့ပါပြီရှင်တို့ပစ္စည်းရှင်တို့ယူသွားလိုက်တော့နေရောရဲရင်ရမယုံသင်္ကာနဲ့တားတယ်မင်းကဒီလောက်လွယ်လွယ်နဲ့လက်လျှော့မဲ့ပုံမဟုတ်ဘူးကျမကစီးပွားရေးသမားပါရှင်ရှုံးမဲ့ပွဲကိုအတင်းမတိုးဘေလာကပြုံးပြပြီးတကားပေါက်စီလျှောက်သွားတယ်ထက်မြက်နဲ့ရဲရင်ရဲ့ဘေးကနေဖြတ်သွားရင်သူမရုတ်တရက်ရက်လိုက်တယ်အော်ဒါနဲ့ရဲရင်ဘေလာရဲရင်ဘက်ကိုလှည့်ကြည့်တယ်
ရှင်ပကုံးပေါ်မှာပင့်ကူကြီးတကောင်ဟေးဘာရင်းရလှမ်းဖြန့်ပြီးသူ့ပကုံးသူလှမ်းကြည့်တယ်ထက်မြက်လည်းအကိုဖြစ်သူကိုစိတ်ပူပြီးလှမ်းကြည့်လိုက်မိတယ်အဲ့ဒီစက္ကန့်ပိုင်းလေးအာယုံလွဲသွားတာကိုဘေလာစောင့်နေတာဘေလာထက်မြက်ရဲ့လက်ထဲကရှုံချရက်ကိုလျက်စီးလက်တလို့လှမ်းဆွဲယူလိုက်တယ်သူမကရှုံချရက်ကိုရတာနဲ့တပြိုင်နက်နောက်ကိုခုံးဆုပ်လိုက်တယ်ကျေးဇူးပါပဲရှင်တို့ရဲ့ဘေလာယုံချရက်ကိုဝေယမ်းပြလိုက်တယ်ဟေးကောင်မပြန်ပေးစမ်းရင်းရပြေးဝင်သွားတယ်ဒါပေမဲ့အခုကန်တရားကဘေလာဘက်ပါသွားပြီရင်းခြေလန်းလန်းလိုက်တဲ့နေရာမှာကျမ်းပြင်ဟာပြင်းချက်တစ်ချက်တွန်းကျသွားတယ်ရင်းရဲ့ခြေတော်ပြင်ကြားရင်းညက်ပြီးမှောက်ရဲ့လဲကျသွားတယ်ကိုရဲ့ထက်မြက်ကအကိုကူဖို့ပြေးမယ်လို့တော့သူ့ဖက်နဲ့ကျိုးကအလိုလိုပြေးပြီးကို့ဖက်နဲ့ကျိုးကိုနင်းမိကကျွန်းပြန်သွားတယ်သူ့မျက်နှာနဲ့ကျမ်းပြင်စောင့်မိတယ်ထက်မြက်နှာခေါင်းကနေသွေးတွေဖြာကနေထွက်လာတယ်ဘေလာတကားဝနဲ့ရှီမောလိုက်တယ်တနာစရာပဲရှုံချတော့မရှိတော့ရင်ကန်ဆိုးမိုးမောင်ကြတတ်တယ်ဆိုတာရှင်တို့သိတယ်မလားဂယူးစိုက်ကြပါဦးလမ်းမှာကားတိုက်ခံနေရအောင်မယ်ဘေလာတကားကိုပိတ်ပြီးထွက်ပြေးသွားတယ်ရင်းရကျမ်းပြင်ကနေရုံးထွက်ပြီးခြေထောက်ကိုဆွဲထုတ်လိုက်တယ်တောက်ကျိုးနေဒီမင်းမတော်တော်ညံများတာပဲရင်းရထက်မြက်ပဲလဲကြည့်တယ်ထက်မြက်ကကျမ်းပြင်ပေါ်မှာမှောက်ရတာထက်မြက်အဆင်ပြေရဲ့လားထက်မြက်ကခေါင်းထောင်ကြည့်တယ်နှာခေါင်းသွေးတွေယိုနေတယ်ကျွန်တော်အဆင်မပြေဘူးထင်တယ်ကိုရဲ့ထက်မြက်ကထားဖို့ကြိုးစားတယ်လက်ထောက်လိုက်တဲ့နေရာမှာဖန်ခွဲစားတစ်ခုရှိနေတာသတိမထားမိဘူးအာရှပြီထက်မြက်လက်ကိုခါလိုက်တော့တထောင်စစ်ကဘီနာကစပွဲစွန်းနဲ့သွားတွေ့တယ်ညင်နေမလုံနဲ့တော့ရင်းရအော်ရဲ့ဓားလိုက်ရတယ်မင်းအခုကန်ဆိုးမိုးမောင်ကြနေပြီမင်းဘာလို့အလွဲလဲအချော်ချော်ဖြစ်တော့မှမင်းဒီတိုင်းဆက်သွားရင်အေးအပြင်းတော့ရောက်မှာမဟုတ်ဘူးဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲထက်မြက်ကငိုတန်ပါသေးနေမိတယ်အဲ့ဒီယုံကြည်တော့ကိုပြန်မရရင်ကျွန်တော်သေလိမ့်မယ်ငါပြန်ယူပေးမယ်ရင်းရအန်ကျိတ်ပြီးပြောတယ်ဒါမဲ့အခုလောလောဆယ်မင်းတို့ဒီကနေအန်တီရဲ့ကင်းကင်းနဲ့ထုတ်ဖို့လိုတယ်ရင်းရထက်မျက်နှာကိုဖြည်းဖြည်းချင်းသွားတယ်လာငါပကုံးအကိုင်ဖြည်းဖြည်းချင်းထောက်ထက်မြက်ကရင်းကိုအားပြုပြီးထားတယ်မတ်တရက်လိုက်တာနဲ့သူ့ပေါင်းမိခက်ပဲပြုတ်ကျသွားတယ်ဟာဗျာထက်မြက်ကဘောင်းမီကိုဆွဲတင်ရတယ်စိတ်မပြတ်နဲ့ညီလေးငါတို့ကားစီရအောင်သွားကြမယ်ညီအကိုနဲ့ရောက်တိုက်ခန်းပေါ်ကနေဆင်းလာတာစစ်ပြေပြင်းပြန်လာတဲ့စစ်သည်တွေနဲ့တူနေတယ်ထက်မြက်ကခြေလမ်းတိုင်းမှာချော်လဲမလို့ဖြစ်နေလို့ရင်းရတွဲထားရတယ်ဖြစ်လေကားဆဲမှာထက်မြက်ချီချော်တယ်ရင်းရအမြန်ဖမ်းဆွဲလိုက်လို့လိမ့်မကျသွားတာဒါပေမဲ့ရင်းရဲ့အင်ဂျီလက်မောင်းစာပြေးသွားတယ်တောင်းမမာတဲ့ကိုရဲ့စကားမပြောနဲ့ရှေ့လိုပဲကြည့်သူတို့မာစတာကြီးကာနာရောက်လာကြတယ်ထက်မြက်ကိုကားရဲ့အသာတွန်းထည့်လိုက်တယ်ထိုင်းနေခပ်ပတ်တာဘာကိုမှမထင်နဲ့ထက်မြက်ကောင်းညှိလိုက်တယ်ရင်းရင်ကားမောင်းသူနေရာကိုဝင်ထိုင်ပြီးဆက်နိုးလိုက်တယ်ဘေးလောက်ဘလို့ရှာမလဲထက်မြက်ကမေးတယ်ငါသူ့ကားနံပါတ်ကိုမှတ်မိလိုက်တယ်ရင်းရဖုန်းထုတ်လိုက်တယ်ဥပညာကိုလှမ်းမေးပြီးခြေရခံခိုင်းရမယ်သူဒီမျိုးတွေကနေမထွက်နိုင်သေးတော့ဘူးရင်းရဖုန်းခေါ်ဖို့ပြင်လိုက်တော့ဘယ်ကရောက်လာမှမသိတဲ့ဘောလုံးတစ်လုံးကကားရှိမှန်ကိုလာရိုက်ပြီးမှန်အပ်သွားတယ်ဟာကွာရင်စိတ်ပြက်လက်ပြက်អော်လိုက်တယ်လမ်းဘေးကကလေးတစုကဘောလုံးလာကောက်ပြီး sorry ဦးလေးကြီးလို့ပြောပြီးပြေးထွက်သွားတယ်ထက်မြက်ကခေါင်းကိုင်းဆိုင်ကျသွားတယ်ကျွန်တော်ရှိနေသေးရဲ့ခမည်းပါကန်ဆိုးနေမှာကိုရဲ့ကျွန်တော်ဒီမှာထားခဲ့ပြီးခမည်းပါကသွားလိုက်ပါလားမရှောက်ရင်းရကားဆက်ကိုပြန်နိုးတယ်ငါမင်းကိုမျက်စိအောက်ကအပြောက်မခန့်နိုင်ဘူးမင်းတယောက်တည်းနေခဲ့ရေတောင်ရင်တီးပြီးတည်သွားနိုင်တယ်ရင်းရကွဲနေတဲ့ရှေ့မှန်ကြားကနေလမ်းအောင်ကြည့်ပြီးမောင်းထွက်လာခဲ့တယ်ငါတို့ဘေးလောက်မိအောင်ဖမ်းရမယ်မမိရင်မင်းအသက်မရှင်နိုင်ဘူးထမ်းမြက်တယောက်မာစတာကြီးကားကြီးပေါ်မှာငငယ်လေးထိုင်နေတယ်ရင်းရသူ့ကိုလှုပ်တောင်မလှုပ်နဲ့လို့မှားသွားခဲ့တာလေထမ်းမြက်ကအသက်တောင်ပြင်းပြင်းမရှူရဲဘူးယုံကြည်တော့ပြောက်သွားကြတဲ့
သူ့ကန်တရားကစောက်ထိုးမိုးမျိုးဖြစ်နေတာကိုရေစားလိုက်တာထက်မြက်ကဘေးနားရေဘူးလမ်းယူလိုက်တယ်အဖုံးဖွင့်ပြီးမောတော့လိုက်တော့ရေကလေချောင်းနဲ့နင်သွားပြီးထက်မြက်တယောက်ချောင်းဆိုးသေးကုန်တယ်ရေတောင်ရင်သိမလို့ဖြစ်ရတဲ့အထိကန်ဆိုးနေတာကားမှန်တကားကိုတရရောက်လာခောက်တယ်ထက်မြက်လဲကြည့်လိုက်တော့စင်ကားတဲ့မျက်နှာထားနဲ့လူနေရောက်တယောက်ကမျက်နှာမှာအမာရွတ်ကြီးနဲ့ကိုကြီးကျော်နောက်တယောက်ကပိန်ပိန်ပပစိန်ဝင်မင်းကထက်မြက်မလားကိုကြီးကျော်ကတနက်နဲ့မှန်ကိုချိန်မိတယ်ခမည်းတော်ကဘာတူလဲထက်မြက်ကကြောက်လန့်တကြားမေးတယ်ငါတို့ကဂေါ်တွန်ရဲ့တငယ်ချင်းတွေလေဂေါ်တွန်ကထောင်ထဲကနေလှမ်းပြောလိုက်တယ်မင်းကလူသားမဟုတ်ဘူးနတ်ဆိုးဘက်တော်သားတဲ့မင်းကိုရှင်းပြရမယ်တဲ့စိတ်ငယ်စမ်းစင်ဝင်းကကားတကောက်ဆွဲဖွင့်လိုက်တယ်ထက်မြက်ကခုခံဖို့ကြိုးစားတယ်သူကကားပေါ်ကနေဆင်းပြီးစင်ဝင်းကိုလက်သီးနဲ့ထိုးဖို့ရွှေ့လိုက်တယ်ထက်မြက်ရဲ့ခြေထောက်ကကားဘရိတ်တုံးနဲ့ညှိပြီးမှောက်ရက်လဲကျသွားတယ်သူ့လက်သီးကစင်ဝင်းကိုမထိပဲကားတကားပေါင်သွားရိုက်မိတယ်အာလက်ကျိုးပြီထက်မြက်ကနာလွန်းလို့အော်ဟစ်ပြီးလဲကျသွားတယ်ကိုကြီးကျော်နဲ့စင်ဝင်းကတရားမျက်နှာတယောက်ကြည့်ပြီးကြောင်သွားကြတယ်ဒီကောင်ဘာဖြစ်တာလဲစင်ဝင်းကမေးတယ်ငါဘာမှတော့မလုပ်ရသေးဘူးထားလိုက်အလုပ်ရှုပ်သက်တာပေါ့ကိုကြီးကျော်ပြောတယ်သူ့ကိုဆွဲခေါ်သွားဂေါ်ရမာလိုက်တဲ့တိုင်သူ့ကိုတတ်ရမယ်သူတို့နှစ်ယောက်ထက်မြက်ကိုတရွတ်တိုက်ဆွဲခေါ်သွားကြတယ်ထက်မြက်ကယုံနေပေမဲ့ယုံလေပူနာလေပူလဲလေဖြစ်နေတော့နောက်ဆုံးမှငြိမ်ခံလိုက်ရတော့တယ်ဟိုတယ်ဧကမ်းမဆောင်မှာလူတွေစီကားနေတယ်ဘေလာကဆိုဖာကုန်းမှာထိုင်ပြီးကော်ဖီတောက်နေတယ်သူမရဲ့ရှိမှာအသက်50အရွယ်တထေးတယောက်ထိုင်နေတယ်ဥမောင်ရှင်လိုချင်တဲ့ပစ္စည်းရပြီနော်ဘေလာကအိတ်ထဲကယွန်ချတော့ကိုထုတ်ပြလိုက်တယ်ဒါတကယ်အစ်စ်လားဘေလာတထေးကမျက်လုံးအယောင်တောက်ပြီးမိတယ်အစ်စ်ပေါ့ကျမလက်ထဲရှောက်ကလေးကကန်ကောင်းချင်းနေစက်တိုက်ဝင်နေတာလမ်းပေါ်လာတော့တက်စီက free ရလိုက်သေးတယ်ကောင်းပြီ3,500ပေးမယ်ဟေးရုတ်တရက်အတန်တန်ကြားလိုက်ရတယ်ရင်းရတနက်ကိုအင်ကြီးအောက်မှာဝက်ရင်ရှောက်လာတယ်ဘေးလာအဲ့ဒါငါညီပစ္စည်းပြန်ပေးဘေးလာကရင်းရကိုမြင်တော့ပြုံးလိုက်တယ်သူမယုံချတော့ကိုလက်ထဲမှာကြစ်ကြစ်ပေါင်ဆုပ်ထားလိုက်တယ်အခုသူမမှာကန်ကောင်းချင်းရှိနေပြီဘသူမှသူမကိုထိလို့မရဘူးရှင်းရင်ရှင်းရဆွဲကောင်းတာပဲဒါပေမဲ့ဒီပစ္စည်းကရောင်းပြီးသွားပြီငါမရောင်းခိုင်းဘူးရင်းရတနက်ကိုဆွဲထုတ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ဘေလာမလုပ်ဘူးသူမယုံကြည်မှုရှိလွန်းနေတယ်ရင်းတနက်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာသူ့ဘေးနားဖြတ်သွားတဲ့ဇပွဲတို့တယောက်ကခြေချော်ပြီးရင်းရုံဝင်တိုက်တယ်ရင်းရိုင်းသွားပြီးတနက်လွတ်ကျသွားတယ်တနက်ကကျမ်းပြင်ပေါ်ရှော့တိုက်ပါသွားပြီးဟိုတယ်လုံခြုံရေးဝန်ထမ်းရဲ့ခြေရင်ကိုရောက်သွားတယ်ဟဲ့လူလက်မြောက်လိုက်လုံခြုံရေးတွေကရင်းရုံဝိုင်းလိုက်ကြတယ်တွေ့လားဖေလာရှိမောတယ်ရှင်ကျမကိုမနိုင်ပါဘူးလို့ပြောတာပဲရှုံချတော့ကကျမလက်ထဲမှာရှိနေတဲ့၍ကျမဘာလို့အဆင်ပြေနေမှာရင်းရလက်မြောက်ထားရင်အုံနောက်ကိုအမြန်ချနေလိုက်တယ်အင်အားသုံးလို့မရဘူးကန်တီကသူမဘက်မှာဒါအောင်ညံသုံးရမယ်ဟဲ့လူကြီးရင်းရပစ္စည်းဝယ်မယ်တတိကြီးဘက်လှည့်ကြည့်လိုက်တယ်ခင်ဗျအဲ့ဒါကိုမဝယ်ခင်တေချာစဉ်းစားနော်အဲ့ဒီယုံချီတော့ကကန်ထားရင်ကန်ကောင်းတာမှန်တယ်ဒါပေမဲ့ခင်ဗျလက်ထဲကပြောင်းသွားတာနဲ့ခင်ဗျသေးလိမ့်မယ်တတိကြီးမျက်နှာပြက်သွားတယ်ဘာသေမယ်ဟုတ်လားဟုတ်တယ်ကျွန်တော်ညီဆိုအခုသေမလို့ဖြစ်နေပြီဘေလာခင်ဗျကိုဒါတွေမပြောပြဘူးမလားတတိကြီးကဘေလာကိုတန်တရားမျက်လုံးတွေနဲ့ကြည့်တယ်ဘေလာဒါတကယ်လားမဟုတ်ပါဦးမောင်ရဲ့သူလျှောက်ပြောနေတာပါဘေလာညင်းတယ်ရင်းရအခွင့်အရေးကိုအရယူလိုက်တယ်တတိကြီးတွေ့ဝေသွားတဲ့စက္ကန့်ပိုင်းလေးမှာရင်းရဇပွဲပေါ်ကရင်တွေကြရအိုးလှမ်းဆွဲပြီးဘေလာစီပြစ်ပေါက်လိုက်တယ်တာမန်ဆိုရင်ဘေလာရှောင်းနိုင်မှာဒါပေမဲ့သူမကတတိမကြီးလို့ရှင်းပြနေတာမို့အာယုံကလွဲနေတယ်ပြီးတော့ယုံစတော့ကသူမလက်ထဲမှာရှိနေပေမဲ့ရင်းရဲ့ပြစ်မှတ်ကသူမဟုတ်ဘူး
ရှင်နေပူတွေကသူမရဲ့လက်ကိုဆင်သွားတယ်။အာပူလိုက်တာဘေလာလန့်ပြီးလက်ထဲကယုံချတော့ကိုလှုပ်ချလိုက်တယ်။ယုံချတော့ကလေထဲမှာပဲဝဲပြီးကျမ်းပြင်ပေါ်ကျသွားတယ်။ကျင်းရလုံစုံရည်တွေကိုကန်ထုတ်ပြီးကျမ်းပြင်ပေါ်လိမ့်ဆင်းသွားတယ်။သူကဘေးလာချက်ဦးအောင်ယုံချတော့ကိုလှမ်းဆွဲလိုက်တယ်။မိပြီ။ရင်းရဲ့လက်ထဲကိုယုံချတော့ရောက်သွားတဲ့အချိန်မှာခန်းစားချက်တစ်မျိုးပြောင်းသွားတယ်။လေတူဟာပေါ်ပါသလိုပါပဲ။စပွဲတို့ကောင်မလေးတယောက်လင်မန်းကန်ပြီးဖြစ်သွားတော့ရဲရင်နာမှာခလုတ်တိုက်ပြီးလဲကြမလို့ဖြစ်သွားတယ်။လင်မန်းပေါ်ကဓာတ်တစ်ချောင်းလွင့်စင်သွားတယ်။အဲ့ဒီဓာတ်ကရဲရုပ်ချိန်ထားတဲ့လုံခြုံရေးဝန်ထမ်းရဲ့ဘောင်းမီခပ်ပတ်ကိုသွားဆိုင်မိတယ်။ဟာလုံခြုံရေးဝန်ထမ်းလန့်ပြီးဘောင်းမီချွတ်ရတယ်။ဘေးရောက်လူတွေဝိုင်းရင်ကြတယ်။ရဲရင်ကအခွင့်ကောင်းယူပြီးထပြေးတယ်။ဘေးလားကျေးဇူးပဲဟဲ့နောက်မှရှင်းမယ်။ရဲရင်ကယုံချတော့ကိုကန်ပြီးဟိုတယ်ထဲကပြေးထွက်သွားတယ်။အခုကန်ကောင်းချင်းကသူ့လက်ထဲရောက်နေပြီ။ဘယ်သူမှသူ့ကိုတားလို့မရတော့ဘူး။ရဲရင်ကားစီပြေးလာတယ်။ကားထဲမှာထက်မြက်မရှိတော့ဘူး။ကားတကောင်ပွင့်နေပြီးထက်မြက်ရဲ့ဖက်နှက်တစ်ဖက်ကျန်ခဲ့တယ်။ထက်မြက်ရဲရင်စိတ်ပူသွားတယ်။ရဲရဲ့ဖုန်းမြည်လာတယ်။နံပါတ်စိန်ဟယ်လိုမင်းကရဲရင်မလား။တစ်ဖက်ကအတန်အေးဆက်ဆက်မင်းညီထက်မြက်ငါတို့လက်ထဲမှာရှိတယ်။ငါတို့သူ့ကိုကိုရာဟောင်းတစ်ခုမှဖမ်းထားတယ်။မင်းသူ့ကိုအရှင်လိုချင်တယောက်ထဲလာခဲ့။မင်းတို့သူ့ကိုတစ်ခုခုလုပ်ရင်ငါမင်းတို့တတ်မယ်။ရဲရင်အန်ကျိတ်ပြီးပြောတယ်။လာခဲ့ပါကွာ။မင်းညီကတိတ်ကန်ဆိုးနေပုံပဲ။ခုနကတော့ကလတ်ထိုင်ပေါပြုတ်ကြပြီးခေါင်းကွဲသွားသေးတယ်။ဖုန်းကျသွားတယ်။ရဲရင်ဖုန်းကိုတင်းဆုပ်ကန်လိုက်တယ်။ပြီးတော့သူ့လက်ထဲကရှုံချတော့ကိုကြည့်တယ်။ကဲတငယ်ချင်းမင်းအစွမ်းပြဖို့အချိန်ရောက်ပြီ။ရဲရင်ပြုံးလိုက်တယ်။သူ့လက်ထဲမှာကဘာကန်အကောင်းဆုံးပစ္စည်းရှိနေပြီ။သူ့ကိုဘယ်သူနိုင်မလဲကြည့်ရသေးတာပေါ့။ရဲရင်လမ်းဘေးကရှက်ထားတဲ့ဆိုင်ကယ်တစ်စီးကိုတွေ့လိုက်တယ်။တော်တန်းလန်းနေကန်ကောင်းလိုက်တာ။သူဆိုင်ကယ်ပေါ်ခုန်တက်ပြီးဆက်နိုးကထွက်ခွာသွားတယ်။ကိုကြီးကျော်ကထက်မြက်ကိုကလတ်ထိုင်နဲ့ကျိုးတုပ်ထားပြီးပါးစပ်ကိုပိတ်ထားတယ်။ထက်မြက်ရဲ့မျက်နှာမှာအညိုအမဲတွေဆွဲနေပြီ။ကန်စုံမိုးမောင်ကျနေတဲ့ထက်မြက်ခမကလတ်ထိုင်ပေါ်ကပြုတ်ကျလိုက်ခေါင်းဆောင်လိုက်နဲ့အတော်လေးနွမ်းနေရတယ်။မင်းကိုရောက်မလာသေးဘူးလားကွ။စင်ဝင်းကနာရီကြည့်ပြီးမေးတယ်။ "तू မလာရဲပါဘူး။ကိုကြီးကျော်ရှိမောတယ်။ "तू လာရင်ငါတို့အသေးပြစ်တတ်လိုက်မှာပေါ့။အဲ့ဒီချိန်မှာပဲကိုရောင်တကားကြီးပွင့်သွားတယ်။ရဲရင် "तू ကကိုရောင်ဝမှာလက်နှစ်ဖက်ကိုခါးထောက်ပြီးရက်နေတယ်။သူ့ပုံစံကဟောလိဝုဒ်မင်းသားတစ်ယောက်လိုရှုံချမှုအပြည့်နဲ့ဟဲ့ကောင်နေငါညီကိုလွတ်ပေးလိုက်စမ်း။ရဲရင်ကအတန်ကြဲကြဲနဲ့ပြောတယ်။ဟာမင်းတယောက်ထဲလား။ကိုကြီးကျော်ကတနက်ကိုမောင်းတင်ပြီးရဲရင်ကိုချိန်လိုက်တယ်။တေးလိုက်တော့ရဲရင်ကိုကြီးကျော်ပြစ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲရင်ကအကြောလျှော့တယ်လို့ခေါင်းငုတ်လိုက်တယ်။ကြည်စံကရဲရင်ရဲ့ခေါင်းပေါ်ကနေဖြတ်သွားပြီးအနောက်ကရေပိုက်ကောင်းကိုသွားမှန်တယ်။ရေပိုက်ပေါက်သွားပြီးရေတွေကပန်းထွက်လာတယ်။ရေပန်းကကိုကြီးကျော်ရဲ့မျက်နှာကိုတက်ပန်းလို့ကိုကြီးကျော်မျက်လုံးဖွင့်မရဖြစ်သွားတယ်။အာငါမျက်လုံးကိုကြီးကျော်ရှိုင်သွားပြီးဘေးကစင်ဝင်းကိုဝင်တိုက်တယ်။စင်ဝင်းကဒေါသထွက်ပြီးရဲရင်စီပြေးဝင်လာတယ်။သူ့လက်ထဲမှာတမြောင်တစ်ချောင်းနဲ့ရဲရင်မလုပ်ဘူး။သူကကျမ်းပြင်ပေါ်ကခဲတစ်လုံးကောက်ပြီးပေါ့ပပြစ်လိုက်တယ်။ခဲလုံးမှာစင်ဝင်းရဲ့နှစ်ဖူးကိုမထိဘူး။ဒါပေမဲ့မျက်နှာချက်ကတွဲလောင်ကျနေတဲ့မိချောင်းသွားထိတယ်။မိချောင်းပြုတ်ကျလာပြီးစင်ဝင်းရဲ့ခေါင်းပေါ်ခွက်ကနေကျတယ်။စင်ဝင်းခေါင်းမူပြီးလဲကျသွားတယ်။ဒါကသူ့လက်ထဲကလွတ်ပြီးကိုကြီးကျော်ရဲ့ခြေထောက်နာသွားဆိုင်တယ်။အာငါခြေထောက်ကိုကြီးကျော်ကရေတွေကြားထဲကနေအော်ဟစ်တယ်။ရဲရင်ကပြုံးပြီးရှောက်လာတယ်။သူလမ်းလျှောက်လာတိုင်းအန်အောစရာတွေဖြစ်နေတယ်။သူနေလိုက်တဲ့ပြင်ချက်ကကြွတက်ပြီးပြန်ထောက်လာတဲ့စင်ဝင်းရဲ့မေးစီကိုရှိုက်တယ်။သူလက်နဲ့တွန်းလိုက်တဲ့စီပိုင်းကလိမ့်သွားပြီးကိုကြီးကျော်ဝင်းတိုက်တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲရန်သူနှစ်ယောက်စလုံးကျမ်းပြင်ပေါ်မှာဘုံလဲပြီးအသက်လူရှူနေရတယ်။မြင်လားထက်မြက်ရဲရင်ထက်မြက်နာလျှောက်လာပြီးကျိုးတွေကိုဖြည့်ပေးတယ်။ငါကဂျိမ်းစ်ဘွန်းလိုဖြစ်နေပြီကွ။ကိုရဲ့တတိထားထက်မြက်អော်လိုက်တယ်။ကိုကြီးကျော်ကကျမ်းပြင်ပေါ်ကနေတနက်ကိုကောက်ကင်ပြီး
ရင်းရဲ့ကြောဘက်ကိုချိန်လိုက်တယ်။တေစမ်းကွာရင်းရလက်မကြည့်ဘူး။သူကသူ့အိတ်ကက်ထဲကဘောပင်တစ်ချောင်းယူပြီးနောက်ပြန်ပြစ်ပေါက်လိုက်တယ်။ဘောပင်ကကိုကြီးကျော်ရဲ့တနက်ပြောင်းဝတဲ့ကိုတဲ့တဲ့ဝင်သွားပြီးစိုက်နေတယ်။ဟမ်ကိုကြီးကျော်မျက်လုံးပြူးသွားတယ်။သူမောင်းပြုတ်လိုက်တယ်။တနက်ပြောင်းဝပိတ်နေတော့တနက်ကပြန်ကွဲပြီးကိုကြီးကျော်ရဲ့လက်ထဲမှာတင်ပေါက်ကွဲသွားတယ်။ကိုကြီးကျော်လက်ကိုကင်ပြီးလဲကျသွားကသတိမေ့သွားတယ်။ရဲရင်ကသူ့လက်သူပြန်ကြည့်ပြီးအံ့ဩသွားတယ်။ငါတကယ်စွမ်းတာပဲ။ရဲရင်ကထက်မြက်ကိုတွဲပြီးထွက်လာတယ်။ရရလားညီလေး။ရပါတယ်။ခြေထောက်နည်းနည်းနာတာလွယ်။ထက်မြက်ကအကိုဖြစ်သူကိုမော့ကြည့်တယ်။ကိုရဲ့အဲ့ဒီယုံခြေထောက်ကိုအခုဖြတ်စည်းရမယ်။ခမည်းလက်ထဲကလွတ်သွားရင်ခမည်းသေးလိမ့်မယ်။ငါသိပါတယ်ကွာ။ဒါမဲ့ခဏလောက်တော့ထားပြရစီအောင်။ငါထီထိုးကျင်သေးတယ်။ကိုရဲ့အေးပါ။ရဲရင်ကကိုရောင်ရှိရမီးရှို့ထားတဲ့အမိုက်ပုံစီလျှောက်သွားတယ်။မီးတောက်တွေကတဟုံဟုံတောက်လောင်နေတယ်။နှမျောစရာတော့ကောင်းတာ။ရဲရင်ကယုံခြေထောက်ကိုမီးရဲပြစ်ထည့်ဖို့ပြန်လိုက်တယ်။ရက်လိုက်အနောက်ကနေအတန်တန်ကြားလိုက်ရတယ်။ဘေးလာသူမကတနက်နဲ့ချိန်ပြီးရှက်နေတယ်။သူမရဲ့လက်တစ်ဖက်မှာပတ်တေးစီးထားတယ်။ဟိုတယ်မှာရေနွေးပူလောင်ထားတာ။ရှင်းအဲ့ဒါကိုကျင်းပြပေါ်ချလိုက်။မင်းလက်မလျှော့သေးဘူးလားဘေးလာ။ရှင်းရတက်ပြင်းချတယ်။ငါလက်ကိုဒီလိုဖြစ်အောင်လုပ်တဲ့အတွက်မင်းပြန်ပေးဆက်ရမယ်။ပစ္စည်းကိုပေးစမ်း။ဘေးလာတနက်မောင်းတင်လိုက်တယ်။ရှင်းရပြုံးလိုက်တယ်။ယုံခြေထောက်ကသူ့လက်ထဲမှာရှိနေသေးတယ်။ဆိုလိုတာကကန်တီကသူ့ဘက်မှာရှိနေသေးတယ်။မင်းကကိုပြစ်လို့မရဘူးဖေးလား။ရင်းရပြောရင်ယုံခြေထောက်ကိုမြောက်ပြတယ်။ငါလက်ထဲမှာပါရှိလေမင်းသိရမလား။စမ်းကြည့်ရအောင်လေ။ဖေးလားမျက်တောင်တော်မခတ်ပဲပြစ်လိုက်တယ်။ကြည်စံထွက်သွားတယ်။ရင်းရမျက်လုံးမိတ်ထားလိုက်တယ်။ကြည်စံကရင်းရဲ့ပခုံးပေးကနေဖြတ်သွားပြီးရင်းရဲ့အနောက်မှာရှိနေတဲ့ဆိုင်းဘုတ်ကိုသွားမှန်တယ်။ဆိုင်းဘုတ်ကပြုတ်ကျလာပြီးဘေလာရဲ့ခေါင်းပေါ်တက်တက်ကြတယ်။ဘေလာခေါင်းကိုရှောင်လိုက်ရတယ်။အဲ့ဒီအချိန်လေးမှာရင်းရယုံခြေထောက်ကိုမီးပုံနဲ့ပစ်ထည့်လိုက်တယ်။သွားစမ်းပါကွာ။ယုံခြေထောက်ကမီးထဲရောက်သွားတယ်။မလုံနဲ့ဘေလာအော်လိုက်တယ်။ဒါမဲ့နောက်ကျသွားပြီ။ယုံခြေထောက်ကမီးလောင်ကျွမ်းသွားတယ်။အဲ့ဒီတည်းကနေအစိမ်းရောင်မီးကုန်းတွေထွက်လာပြီးလေထဲမှာပျောက်ကွယ်သွားတယ်။ကျင်းစာပြေးသွားပြီ။ထက်မြက်ကတက်ပြင်းချလိုက်တယ်။အခုတော့ကျွန်တော်တို့ပုံမှန်ပြန်ဖြစ်သွားပြီ။ဘေလာဒေါသတကြီးနဲ့မက်တက်ရှက်လိုက်တယ်။သူမရဲ့စပင်နဲ့ရှုပ်ပွနေတယ်။ရှင်တို့ညီအကိုငါတတ်မယ်။ဘေလာတနက်နဲ့ထက်ချိန်တယ်။ရင်းရရှိမောလိုက်တယ်။မင်းငါ့ကိုမတတ်နိုင်ပါဘူးဘေလာရ။မင်းငါ့ကိုချစ်နေတာငါသိပါတယ်။ရှင်ဘေလာဒေါသထွက်လွန်လို့စကားမပြောနိုင်တော့ဘူး။နောက်ဆုံးတော့သူမချေးဆောက်ပြီးထွက်သွားတယ်။နောက်တစ်ခါတွေ့ရှင်တို့သိပြီးမှဘေလာထွက်သွားတော့ရင်းရတက်မြက်ကိုကြည့်ပြီးမျက်လုံးမိတ်ပြတယ်။ငါပြောတာပဲငါဇက်လိုက်ကြော်ပါဆို။ဟုတ်ပါပြီဗျာ။တက်မြက်ကရင်းပြောတယ်။ဒါမဲ့ကိုရဲ့ဘာလဲခမရခုနကထီလက်မှတ်ဝဲထားရဲဆို။ဟာဟုတ်တာပဲ။ရင်းရအိတ်ကတည်းကထီလက်မှတ်ကိုထုတ်ကြည့်တယ်။ယုံကြတော့ရှိတော့ဝယ်ထားတဲ့လက်မှတ်ငါပေါက်ပြီလားမသိဘူး။ရင်းရဖုန်းနဲ့တိုက်ကြည့်တယ်။ဟဲ့ကောင်ထက်မြက်ငါ3000စုကြီးပေါက်တယ်ကွာ။တကယ်လားတကယ်ဟေးကြည့်စမ်း။ရင်းရဝမ်းသာအားရခုံပေါက်လိုက်တယ်။ဒါမဲ့ယုံကြတော့မရှိတော့ဘူးဆိုတာသူမေ့သွားတယ်။ရင်းချေခောက်ပြီးလဲကျသွားတယ်။ထီလက်မှတ်ကသူ့လက်ထဲကလွတ်ပြီးလေတက်ရပါသွားတယ်။ငါလက်မှတ်ကလမ်းမပေါ်ကျသွားပြီးဖြတ်သွားတဲ့ကုန်တင်ကားကြီးရဲ့ဘိန်းအောင်ရောက်သွားတယ်။ကားဘိန်းနဲ့ကျိမ့်မိပြီးရွှွန့်နေတဲ့ယောဂဆုပ်ပြတ်သွားတယ်။မဖြစ်ရဘူး။ရင်းဒူးထောက်ကျသွားတယ်။ငါ3000ထက်မြက်ကရင်းရဲ့ပခုံးပုတ်လိုက်တယ်။ကိစ္စမရှိပါဘူးကိုရဲ့ရ။အနည်းဆုံးတော့ကျွန်တော်တို့အသက်ရှင်နေသေးရဲ့လေ။ပတ်စံဆိုတာရှာလို့ရပါတယ်။မင်းပါဇက်ပိတ်တာထက်မြက်ရင်းရငိုမဲနဲ့ပြောတယ်။ငါအဲ့ဒီပတ်စံနဲ့ကားအစ်စ်လဲမလို့ကွာ။နှစ်ယောက်သားရန်ကုန်မြို့အစွန်ဟာကိုရောင်ရှိမှရှင်မောရင်ကြံခဲ့ကြတယ်။ကံကောင်းခြင်းကံဆိုးခြင်းဆိုတာတွေမရှိတော့ပေမဲ့သူတို့မှာညီအကိုတန်ရောစင်ဆိုတဲ့အရာတခုတော့ကြံ့နေသေးတယ်။
ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမင်းရေးချယ်ရဲ့လောကအလွန်ဇာတ်လမ်းတွဲရရမှကန်ဆိုးမိုးမောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ရက်တွေမှာတင်ဆက်ပေးသွားအောင်မယ်ဇာတ်လမ်းကောင်းလေးတွေကိုလည်းဆက်လက်ဆောင်မြော်အားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။